ဒေါက်တာဆာဆာတွေ့ရတာဝမ်းသာပါတယ်ဟာခါကိုဘယ်တော့ရောက်တာပါလဲရှင်ဟာခါရောက်တာကျွန်တော်ဟိုခဏလေးနော်စက်တင်ဘာလ7 ရက်နေ့မှာကျွန်တော်ရောက်လာတယ်ဟုတ်ကဲ့ပါအဲ့တော့ဟာခါကိုမရောက်ခင်တော့ပေါ့နော်ကြားထားတဲ့အခြေအနေနဲ့ဒီရောက်ပြီးတဲ့အချိန်မှာပေါ့နော်တွေ့ရတဲ့ဟာခါအခြေအနေဘာတွေများကွာခြားမှုရှိတယ်လဲအဲ့ဒါလေးသိချင်ပါတယ်တကယ်တော့ဆိုရင်ကျွန်တော်ဓာတ်ပူတွေမှာတွေ့ရတာနဲ့တကယ်မျက်စိနဲ့တွေ့ရတာတခြားစီဖြစ်နေတယ်ပြောချင်တာတော့ကျွန်တော်တို့ဒီလက်တွေ့နဲ့ကြည့်ရတဲ့အခါမှာဒီဖြစ်စီမှုကတကယ်တော့ဆိုရင်တော်တော်ကိုကြည့်ကြတယ်ဒါတကယ်ကိုများတယ်ပြီးတော့လဲဓာတ်ပူမှာတွေ့ရတဲ့အခါမှာတော့ကျွန်တော်100မှာ20လောက်ပဲအဲ့လိုထင်တယ်အခုကတော့ဒီလိုကြည့်ရတော့100မှာ100ဖြစ်နေတာကိုကျွန်တော်တွေ့ရပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်အခုကကမ်ဘယ်နှကမ်ပြီးသွားရည်လဲရှင်ကျွန်တော်ဒီမှာဟာခါမှာရှိသမျှကပ်တဲ့အလုပ်ကတော့6ခုကျွန်တော်တွားပြီးပြီသူတို့ရဲ့လိုအပ်ချက်တွေကိုကြည့်တဲ့အခါမှာအများကြီးရှိနေတာကိုကျွန်တော်တွေ့ရပါတယ်နံပါတ်1သူတို့ကြာမှရေးသူတို့ကလေးတွေရဲ့ပညာရေးပြီးတော့သူတို့ရဲ့စာဝတ်နေရေးနဲ့ပြီးတော့သူတို့ရဲ့ပြလက်ထူထော်ရေးဟာလည်းအင်တာမှအဲ့ဒါကျွန်တော်အစိုးရတော်၎င်းအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတော်၎င်းကျွန်တော်ချစ်ပြီးသူပြည်သားတော်၎င်းအားလုံးကဝိုင်းဝန်းကူညီမှာသူတို့ရဲ့နေရာပြန်လည်ချထားရကတော့ဖြစ်ပေါ်လာမှာဆိုတော့ကျွန်တော်အဲ့လိုနားလဲဆိုတော့သူတို့ဒီနေမီတွေပြိုတယ်ဆိုတာတကယ်တမ်းဆိုရင်နိုင်ငံတကာမှာပြိုတာပဲเนาะဒီ chip နဲ့တခုတည်းပြိုတာမဟုတ်ဘူးဒါပေမဲ့လည်းတခြားနိုင်ငံကတုတ်တဲ့တယ်ဆိုတော့တစ်ခေါက်ပြိုပြီးနှစ်ခေါက်ပြပြင်းတယ်ဒါပေမဲ့ကျွန်တော် chip နဲ့တစ်ခေါက်ပြိုတဲ့အခါမှာအားလုံးကမဖြစ်နိုင်တော့ဘူးလို့ပြောတာကတော့ကျွန်တော်တို့မဖြစ်စေချင်ဘူးဖြစ်နိုင်တော့ကျွန်တော်အခေါက်100ပြိုပြီးအခေါက်200ကျွန်တော်ပြပြနိုင်ရမယ်ပြီးတော့ခုနလိုအီတရီတာလိုမျိုးတွေဟာလည်းနှစ်ပေါက်9000ကျော်ကိုသူတို့မြို့ကိုသူတို့နိုင်ငံကိုပြဆောက်တယ်ခုနှစ်တူပဲကျွန်တော်ဟာလည်းဒီ chip နဲ့ဟာခါမျိုးကိုသူတို့ပြဆောက်မယ်လိုအပ်ရင်နှစ်ပေါက်9000အထိကိုကျွန်တော်ပြဆောက်ဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒေါက်တာဆာဆာပေါ့နော်ဒီကမ်တွေကိုသွားတဲ့ခါမှာဘယ်လိုအခုကမ်6ခုရောက်ခဲ့ပြီပေါ့နော်အဲ့တော့ကမ်တွေကိုသွားတဲ့ခါမှာဘယ်လိုခံစားရပါသလဲရစိတ်နာတယ်တစ်ဖက်နံပါတ်1ကတော့နံပါတ်2ကတော့သူတို့အတွက်စကားပြောမယ်လို့လိုအပ်နေတယ်သူတို့အတွက် spokesman သူတို့အတာကဘာကကြားဖို့လိုအပ်သူတို့အတာဒီမှာ cap ဒီမှာအတာမရှိဘူးဒီမှာလာတဲ့အခါမှာသူတို့တကယ်တော့ဆိုရင်မပြောသားတဲ့လူတွေအတွက်ကျွန်တော်ပြောဖို့လိုအပ်နေတယ်သူတို့ရဲ့လိုအပ်ချက်ကတကယ်တော့ဆိုသူတို့လိုအပ်ချက်အများကြီးရှိနေတယ်ဒါပေမဲ့သူတို့လိုအပ်ချက်ကိုပြောမဲ့လူကရှားနေတယ်နော်သူတို့နိုင်ငံတကာမှာအများကြီးသူတို့ကူညီနိုင်တဲ့အဖွဲ့အစည်းတွေအများကြီးကျွန်တော်သိတယ်အစိုးရတော်၎င်းအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတော်၎င်းနိုင်ငံတကာမှာသူတို့အတွက်လူတွေတိတ်နေချပြီးတော့ရှိတယ်ဒါပေမဲ့ထိုသူတွေရှိကိုဒီလူတွေအတာကိုရောက်ဖို့လိုအပ်တယ်ဆိုတဲ့ခါကျတော့ကျွန်တော်ကသူတို့အတာကိုနိုင်ငံတကာတော်၎င်းနိုင်ငံအထူးထမှာတော်၎င်းသူတို့အတာဖြစ်ဖို့လိုအပ်တယ်ဟုတ်ကဲ့ပါဆိုတော့ဆရာပြန်ပြီးသွားပြီဆိုရင်ဒီကမ်ကလူတွေအတွက်ညာကြီးပြောပေးနိုင်မယ်ဆိုတာကိုယုံကြည်ပါတယ်ဆိုတော့ဆရာအဲ့လိုပြောပေးနိုင်ဖို့ပေါ့နော်သူတို့ရဲ့အတန်တွေကိုနိုင်ငံတကာသိဖို့ဆရာဘက်ကလည်းဘာတွေများကူညီပေးနိုင်ပါမလဲကျွန်တော်ကအခုဒီဟာခါတမျိုးတာမကပဲနဲ့ chip နဲ့မှာရှိတယ်တချို့ကျွန်တော်တီးခဲ့တဲ့လက်လှမီတဲ့ UR တွေမှာပေါ့နော်ကျွန်တော်ဗာလဲ data တွေကောက်ယူနေတယ်တရားဘယ်နဲ့ပြည့်စည်တယ်လဲကြောက်ဘယ်နဲ့ကြောက်ပြည့်စည်တယ်လဲပြီးတော့ A ဘယ်နဲ့ A ပြည့်စည်သွားတယ်လဲ layer ဘယ်နဲ့ပြည့်စည်သွားတယ်လဲလူဘယ်နဲ့အောင်တည်တယ်လဲဥမာကျွန်တော် chip နဲ့တာလူတော့တည်တယ်နော်အဲ့လိုဖြစ်တဲ့ခါကျတော့ကျွန်တော်ဟာဒါစီကိုကောက်နေတယ်အဲ့ဒီစီကိုကျွန်တော်ဟာဒီနိုင်ငံပြီးတော့ရွေးကောက်ပွဲမတိုင်ခင်မှာຫນွေပါလာဆိုလို့တိုက်ကရွေးကောက်ပွဲအဲ့လိုဖြစ်သွားမှာဒီဒုက္ခတွေကိုဘယ်သူမှတရိယာမှာမဟုတ်တော့အဲ့လိုဖြစ်တဲ့အခါကျတော့ကျွန်တော်ဟာအဲ့လိုအခြေရှိတဲ့အတော့တွေမှာအဲ့ဒီတရိအချက်လက်တွေနဲ့အဲ့ဒီ data တွေကိုနိုင်ငံတကာအစိုးရတော်၎င်းအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတော်၎င်းသူတို့လက်ထက်မှာတိတိကျကျရောက်ပြီးတော့အဲ့ဒါကိုသူတို့ကိုပေးဖို့ကျွန်တော်တို့ကပြောနေပါတယ်ကဲကျေးဇူးများတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်